အားလုံးပဲမင်္ဂလာပါပဇွန်အဆက်ကြော်မွေးလေးကြော်ပါမယ်ပဇွန်စိုက်မျိုးစုံသုံးလို့ရပါတယ်ပဇွန်စုံပဇွန်လေးကိုတက်ရှင်ရေးလုပ်မယ်ပေါ့နော်ခွန်ခွာလဲရတယ်မခွာလဲရတယ်စိတ်ကြိုက်သုံးလို့ရပါတယ်ပြီးရင်တော့ကျွတ်တုံဖြူတတောက်နဲ့ငရုတ်တီ6လေးကိုစီတက်မယ်ပြီးရင်တော့ပဇွန်လေးထည့်ပြီးတော့ပဇွန်ကိုမွေးလာတဲ့အထိကြော်ရပါမယ်ပဇွန်လေးမွေးပြီးအယောင်ပြောင်းလာပြီဆိုရင်တော့ရပြီပေါ့နော်ပြီးရင်တော့ပဲငပိဒါမှမဟုတ်ငရုတ်ချင်းထည့်လို့ရတယ်ညီမပဲငပိပဲတုံထားတယ်ပဲငပိကတော့အရမ်းမငံလို့နည်းနည်းပို့ထည့်ရတယ်ပေါ့နော်ပကွက်ရဲ့ပဇွန်အနေများပေါ်မှာမူတည်ပြီးတော့ထည့်ရတယ်ပြီးရင်အရသာအတွက်ကြက်တောင်ပုတ်ဒီပိုင်းလိုက်လို့ရတယ်ပြီးရင်တော့ကြက်သွမိတ်လေးဖြူပြီးဆိုရင်တော့အရေးလေးခဲပြီး6လာပြီးအရင်လဲပဇွန်ကဟို6သွားတဲ့ဒီလည်းလုံးစရာမလိုပေါ့နော်ပုံမှန်အနေထားလေးအေးရွှဲရွှဲလေးရပြီဆိုရင်တော့ရပါပြီရှင်ဒီလိုမျိုးလေးဆိုရင်တော့ပဇွန်ဆက်ကြော်မွေးလို့ဆက်ကလေးနဲ့မွေးလေးနဲ့စားလို့ရပါပြီဒီတိုင်းလေးပါလောက်စားကြည့်ကြပါနော်